Hello everyone ဒီနေ့မှာနောင်ဖွဲ့စည်းနည်းလေးမျိုးကိုလွယ်လွယ်နားလည်အောင်မျှဝေပေးပါမယ်။နောင်ကိုတစ်လုံးတစ်နဲ့လည်းဖွဲ့စည်းနိုင်တယ်။ဥပမာပုတ်ဆိုတာသူကိုယ်တိုင်ကနောင်ဖြစ်နေပြီးသားပါ။ဒီလိုမျိုးဝတ်တစ်လုံးနဲ့နောင်ဖြစ်နေတာကို single word noun လို့ခေါ်တယ်။ There is a boat ဘတ်ဒါမှမဟုတ် adjective ကိုပြောင်းလဲပြီးလဲနောင်ဖွဲ့စည်းနိုင်တယ်။ Beautiful beauty ဒီလိုမျိုး word form ပြောင်းပြီးနောင်ဖြစ်နေတာကို define noun လို့ခေါ်တယ်။ Beauty is importantဖိတစ်ခုလုံးကလည်းနောင်အဖြစ်အသုံးပြုနိုင်တယ်။ဥပမာ the way of learning ဒီလိုဖိတစ်ခုလုံးကနောင်လို့ကိုလွတ်ဆောင်တဲ့အခါနောင်ဖိလို့ခေါ်တယ်။ The way of learning is important clause တစ်ခုလုံးကလည်းနောင်အဖြစ်အသုံးပြုနိုင်တယ်။ဥပမာ what he said ဒီလို subject ဘက်ပါတဲ့ clause ကိုနောင်လို့သုံးတဲ့အခါနောင် clause လို့ခေါ်တယ်။ I understand what he said နောင်ဖွဲ့စည်းနည်းလေးမျိုးကိုနားလည်မယ်လို့မျှော်လင့်ပါတယ်။ noun phrase နဲ့ noun clause ကိုဘယ်လိုဖွဲ့စည်းလဲဆိုတာနောက်သင်ခန်းစာတွေမှာမျှဝေပေးပါမယ်။ကျေးဇူးများတင်ပါတယ်